ဒီနေ့ကျွန်တော်တို့ပြောပြမှာကတော့ကဘာကျော် horror ရုပ်ရှင်တွေဖြစ်တဲ့ The Conjuring နဲ့ Annabelle ရဲ့ဇင်းမြစ်ဖြစ်တဲ့လူသမိုင်းမှာတကယ့်အပြင်မှာရှိခဲ့ဘူးတဲ့ကြောက်စရာကောင်းဆုံးအယုတ်တရုတ်အကြောင်းပဲဖြစ်ပါတယ်။ Annabelle ဆိုတဲ့နာမည်ကိုမကြားဘူးတဲ့သူကမရှိဘူးလို့ထင်ပါတယ်။ဒီရုပ်ဟာရုပ်ရှင်လောကထဲမှာကြောက်စရာကောင်းတာမဟုတ်ဘဲနဲ့တကယ့်လက်တွေ့ဘဝမှာလည်းအပြင်လောကကအဆိုးဆုံးနံလောကစွမ်းအင်တွေနဲ့ပတ်သက်နေခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ Annabelle အယုတ်ရဲ့တကယ့်ဖြစ်ရမှန်ဇာတ်လမ်းကိုအစဆုံးပြောပြပေးမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ Hi guys, I'm getting နေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ထုံးစံအတိုင်း Mr. Anon ပဲဖြစ်ပါတယ်။ Happy New Year to you all guys. ကျွန်တော် channel က subscriber 900ပြီးသွားပြီမို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ခင်ဗျားတို့ရဲ့အားပေးမှုနဲ့ support မှုတွေကြောင့်ကျွန်တော်900အထိကို2025ပြီးမှရောက်ရှိလာခဲ့ပါပြီ။နောက်ထပ်ပုံမှု support ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာအန်ကနီကို like နဲ့ subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။ကဲ intro လေးပြီးသွားရင်တော့စလိုက်ရအောင်။Annabelle ဆိုတာရုပ်ရှင်ထဲရလို့ကြောက်စရာကောင်းတဲ့ဖန်ဆင်းရုပ်မဟုတ်ပါဘူး။တကယ်တမ်းကျတော့သူဟာ Raggedy Ann လို့ခေါ်တဲ့အမေရိကန်ကလေးတွေကြိုက်နှစ်သက်တဲ့ချစ်စရာကောင်းတဲ့အဝတ်ရုပ်လေးတစ်ရုပ်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းက1980ပြည့်နှစ်မှာစတင်ခဲ့ပါတယ်။သူနာပြုကျောင်းသူမလေးဒေါနာဆိုတဲ့မိန်းကလေးဟာသူ့ရဲ့28နှစ်မြောက်မွေးနေ့မှာသူ့အမေစီကနေ Raggedy Ann အယုတ်လေးတစ်ရုပ်ကိုလက်ဆောင်ရခဲ့ပါတယ်။ဒေါနာဟာသူ့ရဲ့အခန်းပေါ်သူငယ်ချင်း Angus နဲ့အတူအခန်းမှာခန်းကားနေထိုင်ခဲ့ကြပါတယ်။ဒေါနာဟာသူ့ရဲ့ချစ်စရာကောင်းတဲ့အယုတ်လေးကိုဂရင်ပေါ်မှာထားခဲ့ပြီးပုံမှန်အတိုင်းသူနာပြုတ်အလုပ်တွေချောင်းကိစ္စတွေလုပ်ခဲ့ပါတယ်။အစပိုင်းမှာတော့ဘာမှထူးခြားမှုမရှိခဲ့ပါဘူး။ဒါပေမဲ့ရက်သက်တပတ်အနည်းငယ်ကြာမှာတော့အခန်းထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ပေါ်လာခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဒေါနာနဲ့အန်ဂျီတို့ဟာအယုတ်လေးရဲ့နေရာရွှေ့ပြောင်းမှုတွေကိုတတိထားလာခဲ့ပါတယ်။သူတို့အလုပ်ကနေပြန်လာတဲ့အခါအယုတ်လေးဟာမူလထားတဲ့နေရာမှာမရှိတော့ပဲဆိုဖာပေါ်မှာဒေါင်းကိုတကားဝနာမှာတခါတလေဆိုရင်အခန်းထဲကနေတခြားအခန်းစီကိုပါရွေ့လျားနေတာကိုတွေ့ရပါတယ်။ဒါပေမဲ့သူတို့ကအစပိုင်းမှာသူငယ်ချင်းတယောက်ယောက်ကဒါမှမဟုတ်သူတို့ကိုယ်တိုင်မှားမမိတာဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဖြစ်အပျက်တွေကဒီထက်ပိုပြီးထူးဆန်းလာခဲ့ပါတယ်။ဒီနေ့မှာတော့ဒေါနာနဲ့အန်ဂျီတို့ဟာအယုတ်လေးရဲ့လက်ထဲမှာခေးတံနဲ့ရေးချစ်ထားတဲ့စာရွက်လေးတွေတွေ့ခဲ့ရပါတယ်။အံ့ဩစရာကောင်းတာအဲ့ဒီစာရွက်တွေကအယုတ်ရဲ့ပုံစံအရွယ်စားနဲ့မကိုက်ညီတဲ့ကလေးငယ်တစ်ယောက်ရဲ့လက်ရည်နဲ့ရေးထားတာပါ။အဲ့ဒီစာရွက်တွေမှာ help me နဲ့ help us ဆိုပြီးရေးထားတာကိုတွေ့ရပါတယ်။ဒီအဖြစ်အပျက်ကသူတို့အတွက်တဖြည်းဖြည်းနဲ့မရှင်းလင်းနိုင်တော့တဲ့ပဟေလိတွေဖြစ်လာပါတော့တယ်။တညမှာတော့သူတို့ဟာအယုတ်ရဲ့ကူပေါ်မှာသွေးစွန်းနေတဲ့အဆက်အပြောက်တွေကိုပါတွေ့ရှိခဲ့ရပါတယ်။လူသွေးဆက်တွေကိုပဲညီရဲနေတာကိုမြင်လိုက်ရတဲ့အခါမှာသူတို့နေရာလုံးကတကယ့်ကိုထိတ်လန့်သွားကြခဲ့ပါတယ်။ဒီလိုအဖြစ်အပျက်တွေဆက်တိုက်ကြုံလာရတော့ဒေါနာနဲ့အန်ဂျီတို့ဟာဒီအတိုင်းထိုင်မနေတော့ပဲပုံမှန်ထက်ကျော်လွန်နေတဲ့နန်လောကပညာရှင်တူမီဒီယမ်တယောက်ကိုခေါ်ပြီးတော့အကူအညီတောင်းခံခဲ့ပါတယ်။အဲ့ဒီမီဒီယမ်ဟာအယုတ်လေးကိုစစ်ဆေးပြီးတဲ့နောက်မှာသူတို့ကိုတုံးလို့စရာကောင်းတဲ့သတင်းတစ်ခုကိုပြောပြခဲ့ပါတယ်။မီဒီယမ်ရဲ့ပြောပြချက်အရအဲ့ဒီအယုတ်ထင်းမှာ Annabelle Higin လို့ခေါ်တဲ့ကလေးငယ်တစ်ယောက်ရဲ့ဝက်ငင်ပုတ်ကတ်နေတယ်လို့ဆိုပါတယ်။ Annabelle Higin ဟာအခန်းတီဆောက်နေတဲ့မြေနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကားတိုက်ခံရပြီးတော့တည်ဆုံးခဲ့တဲ့9နှစ်အရွယ်ကလေးမလေးပဲဖြစ်ပါတယ်။သူ့ရဲ့ဝက်ငင်ဟာငင်းချမ်းစွာမသွားနိုင်သေးပဲအနီးနားမှာရှိနေခဲ့ပြီးတော့ဒေါနာရဲ့ဂရင်ပေါ်ကအယုတ်ကိုတွေ့ရှိတဲ့အခါအယုတ်ထင်းမှာပုံအောင်နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ Annabelle ရဲ့ဝက်ငင်ဟာဒေါနာနဲ့အန်ဂျီတို့ကိုသူတို့နဲ့အတူနေထိုင်ခွင့်ပြုဖို့သူ့ကိုချစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မီယန်ကသူတို့နဲ့ထိခိုက်မှုမရှိဘူးလို့ပြောခဲ့ပြီးဝက်ငင်ဟာအပြစ်မဲ့တဲ့ကလေးငယ်ဖြစ်တယ်ဆိုပြီးတော့ယူဆခဲ့တာကြောင့်ဒေါနာတို့ဟာအန်နီဘီလီကိုသူတို့နဲ့အတူနေထိုင်ခွင့်ပြုဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့ဘဝမှာလှုပ်ဖို့ခဲ့တဲ့မြအကြီးမားဆုံးအမှားတစ်ခုဖြစ်လာခဲ့ပါတယ်။ဒေါနာနဲ့အန်ဂျီတို့နဲ့အတူ Laos လို့ခေါ်တဲ့အန်ဂျီရဲ့ရေးစားကလည်းမကြာခဏလာရောက်လေပတ်လက်ရှိခဲ့ပါတယ်။
လောက်စာအန်နာဘီလီဆိုတဲ့အယုတ်ကိုအစကရေကနေမကြိုက်ခဲ့ပါဘူးအဲ့ဒီအယုတ်မှာတခုခုမှားနေတယ်လို့သူအမြဲတမ်းခံစားနေရပါတယ်လောက်စာဒေါ်နာနဲ့အင်ဂျီတို့ကိုဒီအယုတ်ကမကောင်းဆိုးဝါးဖြစ်ပြီးတော့ခန်းတရန်ကြီးဖေရှားဖြစ်ဖို့အချိန်ချင်းပြောခဲ့ပါတယ်ဒါပေမဲ့မင်းကလေးတွေကကလေးငယ်လေးရဲ့ဝိညာဉ်ကိုယုံကြည်နေခဲ့တာကြောင့်လောက်ရဲ့စကားကိုနားမထောင်ခဲ့ကြပါဘူးတညမှာတော့လောက်စာသူတို့ခန်းမှာအိပ်ပျော်နေခဲ့ပါတယ်ရုတ်တရက်အိမ်မက်ဆူကြီးတစ်ခုကြောင့်သူလက်နိုးလာခဲ့ပါတယ်သူ့အိမ်မက်ထဲမှာအန်နီဘေလီအယုတ်ဟာသူ့ရင်ဘတ်ပေါ်ရောက်နေပြီးတော့သူ့ကိုလေပြီးညှက်တက်နေတယ်လို့မြင်မှတ်ခဲ့ပါတယ်လောက်စာကြောက်လန့်တကြားနဲ့နူးလာခဲ့ပြီးတော့အိမ်မက်ဆူကနေလွတ်မြောက်ခဲ့ပေမဲ့သူတတိရလာတဲ့အခါမှာသူ့ရင်ဘတ်မှာလက်သေးရာတွေလိုချစ်ရာအများပြားကိုတွေ့လိုက်ရပါတယ်အဲ့ဒီအမာရွက်တွေကအိမ်မက်ထဲမှာပေါ်လာတာဖြစ်ပြီးတော့တကယ်လက်တွေ့မှာသူ့ကိုဘသူမှကင်တွယ်ချစ်ခဲ့တာမရှိတာကြောင့်လောက်စာတကယ်ကိုထိတ်လန့်သွားခဲ့ပါတယ်ဒါဟာရုပ်ရှင်တွေကအခန်းလိုပဲကြောက်စရာကောင်းပြီးတော့လက်တွေ့ဘဝမှာလည်းဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါလော့စ်ရဲ့အတွေ့အကြုံကြောင့်ဒေါ်နာနဲ့အန်ဂျီရူဟာအရန်ကိုကြောက်လန့်သွားပြီးတော့အချိန်တွေကထိမ့်မနိုင်သိမ့်မရဖြစ်နေပြီဆိုတာကိုသိလိုက်ရပါတယ်ဒီတစ်ခါတော့မီဒီယမ်ကိုမခေါ်တော့ပဲနာမည်ကျော်နန်လောကပညာရှင်ဇနီးမောင်နှံဖြစ်တဲ့ It နဲ့ Lorraine Warren တို့ကိုဆက်သွယ်ကူညီတောင်းခံခဲ့ပါတယ် It Warren ဟာ demonologist နန်လောကပကျွမ်းကျင်သူဖြစ်ပြီးတော့ Lorraine Warren ဟာကတော့အမြင်အာရုံထူးခြားသူဖြစ်ပါတယ်သူတို့ဇနီးမောင်နှံဟာနန်လောကဖြစ်ရပေါင်းများစွာကိုစုံစမ်းစစ်ဆေးဖြစ်ရှင်းခဲ့ပြီးဒီလိုဖြစ်ပျက်မျိုးကိုအချိန်ချင်းကြုံတွေ့ခဲ့ဖူးသူတွေဖြစ်ပါတယ် Warren's ဇနီးမောင်နှံဟာဒေါ်နာတို့ရဲ့အခန်းကိုရောက်လာတဲ့အခါအယုတ်လေးကိုစစ်စစ်ကြည့်ရှုခဲ့ပါတယ်သူတို့ရဲ့အတွေ့အကြုံအရဒီအယုတ်ထဲမှာကလေးငယ်တယောက်ရဲ့ဝိညာဉ်မဟုတ်ပဲလူသားတွေကိုလှည့်ဖျားပြီးပူကတ်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးဆွမ်းအားတစ်ခုရှိနေတယ်လို့ဆိုတာချက်ချင်းသိလိုက်ရပါတယ်အဲ့ဒီမကောင်းဆိုးဝါးကအစပိုင်းမှာသူ့ကိုယ်သူကလေးဝိညာဉ်ဖြစ်ဟန်ဆောင်ပြီးလူသားတွေရဲ့ခွင့်ပြုချက်ကိုရယူကနောက်ပိုင်းမှာပုံမပြင်းထန်တဲ့အနေအယူတွေကိုပေးဖို့ကြိုးစားနေတာဖြစ်တယ်လို့ It Warren ကရှင်းပြခဲ့ပါတယ် Warren ဇနီးမောင်နှံဟာဒီလိုအန်ဒီရဲ့ရှိတဲ့စွမ်းအားကိုဒီအတိုင်းထားလို့မရဘူးဆိုတာသိခဲ့ရပါတယ်။ဒါကြောင့်သူတို့ဟာဘုံတော်ကြီးတစ်ပါးကိုခေါ်ယူပြီးဒေါ်နာရဲ့အခန်းကနတ်ဆူးနှင်ထုတ်ခြင်းကိုပြုလုပ်ခဲ့ပါတယ်။နတ်ဆူးနှင်ထုတ်ခြင်းပြုလုပ်ပြီးတဲ့နောက်မှာ It Warren ဟာအန်နာဘေလီအယုတ်ကိုသူတို့ရဲ့ပိုင်ဆိုင်မှုအဖြစ်ယူဆောင်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအယုတ်ကိုအဲ့ဒီအခန်းထဲမှာထားခဲ့ရင်အခန်းပန်ရှင်တွေကိုဆက်လက်6လက်နေအောင်မှာဖြစ်တဲ့အတွက်အန်ဒီရဲ့ကင်းရှင်းရဲ့အတွက်သူတို့ကိုယ်တိုင်ယူဆောင်သွားဖို့ဆုံးဖြတ်ခဲ့တာပါသူတို့ဟာအယုတ်လေးကိုသူတို့ရဲ့ကားနောက်ခန်းမှာဂရုတစိုက်ထားခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်ခရီးမှာလည်းအန်နာဘီလီရဲ့ပယောဂတွေကအရှင်ရုံမသွားခဲ့ပါဘူးကားမောင်းနေရင်နဲ့ကားဘရိတ်တွေပြတ်တာကားဆက်တွေရက်သွားတာမျိုးလည်းမကြာခဏဖြစ်ပေါ်ခဲ့ပါတယ်It Warren ဟာကားကိုရက်တက်စေနိုင်တဲ့မကောင်းဆိုးဝါးရဲ့ဆွမ်းအားကိုခံစားမိတာကြောင့်အယုတ်ကို Holy Water ဖြန်းပြီးကားကိုအိမ်ရောက်တဲ့အထိဘေးကင်းအောင်မောင်းနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ It နဲ့ Lawrence Warren တို့ဟာ Annabelle အယုတ်ကိုသူတို့ရဲ့ Connecticut ပြည်နယ်မှာရှိတဲ့ Orcas Museum နတ်ဆူးပစ္စည်းပြတိုက်မှာသိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ပြတိုက်ထဲမှာ Annabelle အယုတ်ကိုအမြဲတမ်းပိတ်လောင်ထားဖို့အတွက်တန်ရှင်းတဲ့ဘုရားကျောင်းတော်ရဲ့မှန်ပုံးကြီးတစ်ခုထဲထဲမှာတုတ်ခတ်ပြီးတော့ထည့်သွင်းထားပါတယ်ဒီမှန်ပုံးရဲ့အပြင်ဘက်မှာလဲ warning positively do not open 3 page လုံးဝမဖွင့်ရလို့ရေးထားပါတယ်ဘာလို့လဲဆိုတော့သူတို့အဲ့ဒီအယုတ်ကိုအပြင်ထုတ်မိရင်ပရီထပ်ဖြစ်လာနိုင်နေဆိုတာကိုသူတို့ကိုယ်တိုင်သိနေလို့ပဲဖြစ်ပါတယ်ဒီနေ့အချိန်ထိ Annabelle အယုတ်ဟာ Warren ဇနီးမောင်နှံရဲ့ပြတိုက်မှာရှိနေပြီးတော့လူအများကလာရောက်ကြည့်ရှုကြပေမဲ့ဘယ်သူမှအယုတ်ကိုထိတွေ့ခွင့်မရပါဘူးဒီအယုတ်ဟာအခုချိန်ထိလဲနန်လောကဆွမ်းအားတွေရှိနေစေလို့ယုံကြည်ကြပါတယ်။ Annabelle ရဲ့ဇလံကတကိကိုကြောက်စားစရာကောင်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇလံပဲဖြစ်ပါတယ်။ရုပ်ရှင်တွေဟာဒီဇလံကိုအခြေခံပြီးတော့တကိကိုကြောက်စရာကောင်းအောင်ဖန်တီးနိုင်ခဲ့ပါတယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ like share subscribe လုပ်ပေးတော့ကြဖို့မမေ့ကြပါနဲ့နော်။အားလုံးလည်းကြည့်ဆက်ကြပါ။အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဖြစ်စမ်းဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်Thank you for watching guys and then see you in the next video. Peace.